အိုင်ကြီးရွာရဲ့တောထဲမှာတော့ကျင်းငတ်တို့ရဲ့အတန်များနဲ့စူညံလို့နေပါတယ်တောတစ်ခုလုံးဟာလည်းတီးရွယ်စိမ်းများနဲ့ဖုံးဖို့ထားတာကြောင့်ပဲတောတွင်းထဲမှာတော့မောင်မဲလို့နေတာပေါ့ဒီတောကြီးတွင်းကမြင်မာလာတဲ့တပ်ပင်ကြီးတစ်ပင်ထိတ်ကလင်းစင်တစ်ခုမှာပြင်မလွဲဖိုးကျော်ဆိုတဲ့မုံဆိုးတယောက်ကရှိနေခဲ့ပြီးအဲ့ဒီမုံဆိုးဟာပြင်မလွဲဖိုးကျော်ဆိုတဲ့နာမည်အတိုင်းပဲသူ့ဘဝတစ်လျှောက်လုံးမှာလိုက်ခဲ့ဘူးတဲ့သားကောင်တွေအားလုံးကိုသူပြစ်လိုက်တဲ့ပြစ်ချက်တိုင်းကတခါမှမလွဲဘူးတာကြောင့်ပဲရွာသားတွေအားလုံးနဲ့ရွာနီးချုံဆက်ကလူတွေအားလုံးကပြင်မလွဲဖိုးကျော်ဆိုတဲ့နာမည်ကိုပေးထားခဲ့ကြတာပါအဲ့ဒီအချိန်မှာပဲဖိုးကျော်တရားသူ့ရဲ့ရှင်မလန်းမကန်းမှာဒလန်းချင်းလျှောက်ပြီးလာနေတဲ့သမင်တကောင်ကိုတွေးလိုက်ရပြီးသူကလည်းသူ့လွယ်အိတ်ထဲမှာရှိနေတဲ့ကြီးစံကိုစမ်းထုတ်လိုက်ကပါဇက်ကနေလဲဂါရမန်နယ်များကိုရွတ်လိုက်ပြီးတော့သူ့ရဲ့တနက်နဲ့သမင်ရှိရာကိုထိုးချိန်လိုက်ပြီးပြစ်ချလိုက်ပါတယ်ဒါပေမဲ့သူပြစ်လိုက်တဲ့ကြီးစံဟာသမင်ရှိရာကိုသွားနေရကနေလမ်းကူးလက်မှာပဲပောက်ကွဲသွားခဲ့ပြီးတော့အဲ့ဒီပောက်ကွဲတန်ကြောင့်ပဲသမင်ဟာလည်းအလံတကြားနဲ့ထွက်ပြေးသွားခဲ့ကတောတစ်ခုလုံးဟာလည်းရမ်းတန်ပောက်ကွဲတန်ကြောင့်စူညံလို့သွားခဲ့တာပေါ့အဲ့ဒီနောက်သူ့ရဲ့မြင်ကွင်းရှိရာကိုတော့တင်ငန်းကိုစင်မြန်းထားတဲ့ရဟန်းတစ်ပါးဟာပေါ်ထွက်လာခဲ့ပြီးသူရှိရာလင်းစင်ရှိရာကိုကြည့်နေခဲ့တာကြောင့်မုံဆိုးဖိုးကျော်ကလည်းခုနကကျုပ်ကြည်စံလေးပေါ်မှာပောက်ကွဲသွားတာခမည်းလောက်တာမို့လားကျုပ်ဘွားတစ်ချောင်းလုံးမှာဘယ်သားကောင်မှမလွဲဘူးဗျတကားလေးပြဖို့ပြင်ဆင်နေတဲ့တမင်လေးဟာကိုဝင်ရှိနေတဲ့တမင်မတကောင်မှာမုံဆိုးတို့ရဲ့စီကံရကိုဝင်ရှိနေတဲ့သားကောင်တွေကိုမပြေးရဘူးမို့လားတကားလေးမတီးဘဲနဲ့ပြစ်လိုက်မိမှာဆိုလို့ဘုန်းကြီးကဝင်တားရတာပါဗျာတမင်မမှာကိုဝင်ရှိနေဟုတ်လားတပည့်တော်လည်းမတီးလို့ပါဗျာဒါနဲ့ရှင်ဘုရားကတောထဲမှာလာပြီးတော့ဘာလုပ်နေတာလဲတကားလေးဦးစင်းဟာတောထဲမှာလာပြီးတရားထိုင်ပြီးတရားဓမ္မတွေကိုလိုက်လံရှာဖွေနေခဲ့တာပါတကားလေးကဲထားလိုက်ပါတော့ဦးစင်းရေမကြခင်မှလည်းမိုးကချုပ်လာတော့မှာဒီအောက်မှာနေရင်လည်းမကြခင်ညကနက်လာတာနဲ့များဒီနားတစ်ဝိုက်မှာကျင်းလေကျက်စားနေတဲ့တားအောင်ကြီးတွေကထွက်လာတော့မှာအောက်မှာနေတာအန်ဒီများပါတယ်ဦးစင်းရေတပည့်တော်နဲ့အတူတူလင်းစင်ပေါ်မှာလာပြီးနေလိုက်ပါလားဗျာဦးစင်းကလည်းမုံဆိုးဖိုးကျော်ဖိတ်ခေါ်ခဲ့တာကြောင့်ဒီညတညတော့လင်းစင်ပေါ်မှာတက်ပြီးကျင်းဖို့အတွက်တွေးလိုက်ပြီးတော့လင်းစင်ပေါ်ကိုတက်လာခဲ့ပါတယ်အဲဒီနောက်ဖိုးကျော်ကလည်းဦးစင်းလင်းစင်ပေါ်ကိုရောက်တာနဲ့ဦးစင်းကဘယ်ကလာတာလဲဦးစင်းကဟိမွေနာတောထဲကနေလာခဲ့တာပါတကားလေးဦးစင်းကလည်းဖိုးကျော်ကိုမိန်ကြားလိုက်ပြီးတော့လင်းစင်ရဲ့တနေရာမှာပဲတရားထိုင်နေခဲ့ပါတယ်ညဟာအလွန်တိတ်ဆိတ်နေပြီးတော့လာနေကြတိရစ္ဆာန်များဟာလည်းတကောင်တလေမှရောက်မလာခဲ့တာကြောင့်ဖိုးကျော်ဟာလည်းတရားထိုင်နေတဲ့ဦးစင်းကိုပဲအပြစ်တင်နေမိခဲ့ပါတယ်ဟာကွာဒီဘုန်းကြီးကိုလင်းစင်ပေါ်မှာခေါ်မလာသိမှာဘူးကွာငါရင်ကဒီတော်တွေကိုလာရင်တားကောင်တွေကပေါ်မှာပေါ့ပဲအခုကြမှာဘာလို့တားကောင်တွေကအကုန်ပျောက်သွားတာလဲလို့ဖိုးကျော်ကဒီလိုပြောဆိုနေခဲ့တာပေါ့အဲဒီနောက်ရုတ်တရက်ပဲမင်းလိုက်စီရင်တစ်မှာရှိနေတဲ့တောပရောက်ပင်ကြီးကနေဖိုးကျော်ရဲ့နာမည်ကိုခေါ်နေတဲ့မိန်းကလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်ဟေးဖိုးကျော်နင်ငါ့ကိုမတ်မိလားပရောက်ပင်ကြီးကနေမိန်းကလေးတယောက်ရဲ့ခေါ်နေတန်ကိုကြားလိုက်ရတာနဲ့တပြိုင်နက်တောခွေးများရဲ့ဦးတန်ဟာလည်းပဲ့တင်လို့ထွက်ပေါ်လာခဲ့ပါတယ်ဖိုးကျော်ဟာမုံဆိုးတယောက်အနေနဲ့ဒီလိုတောနဲ့ကြီးတွေထဲမှာနာမည်ကိုခေါ်ရင်ပြန်မထူးရဘူးဆိုတာကိုသူသိနေခဲ့ပေမဲ့လေတကူကူကညွတ်ယူဖန်ဆာခဲ့တာကြောင့်ဖိုးကျော်ကလည်းပြန်ပြေးမိလိုက်ပါတယ်အပင်အောက်ကနေငါနာမည်ကိုခေါ်နေတာဘာတူလဲကွာဟာသွားပြီဟာငါပါဇက်ကနေထူးလိုက်မိပြီဟာမာကုန်ပါပြီကွာအဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲကောင်းကင်တစ်ခုလုံးဟာหนีမြန်းလာပြီးတော့ကြောက်စရာကောင်းတဲ့ရည်တန်ကြီးကိုကြားလိုက်ရသလိုအမဲလိုက်စရာမှလည်းရှေးခေတ်ဝေစားတွေကိုဝစ်ဆင်ထားတဲ့အမျိုးသမီးတူကပေါ်လာခဲ့ပြီးတော့ဖိုးကျော်ကိုမုန်းတီးနေတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်ဖိုးကျော်ခမရမှာလည်းကြောက်လန့်သွားခဲ့ပေမဲ့လူဘေးနာကဦးစင်းကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဦးစင်းမှာမျက်လွှာချပြီးအာယုံပြုတ်ကတရားထိုင်မပြတ်ပဲရှိနေခဲ့ပါတယ်အဲဒါကြောင့်ပဲဖိုးကျော်ကသူ့ရဲ့လက်ဆွဲတော်တနက်နဲ့ထိုးချိန်ပြစ်လိုက်ပေမဲ့လည်းကြည်စံကရီမောနေတဲ့မျိုးသမီးကိုမတီးပဲဖောက်ထွက်သွားခဲ့ပါတယ်ငါ့ကိုလာပြီးစိန်ခေါ်နေရဟုတ်လားတည်းမမြန်ငါ့ကိုလာစမ်းနေတယ်နေလို့မကျွတ်မလို့တဲ့လူတွေနေနေဖို့အတွက်ငါဆရာပေးထားတဲ့မော်ကြည်စံတွေရှိနေပါသေးတယ်ဟာဖိုးကျော်လည်းမဲလိုက်ကြည်စံနဲ့ပြစ်လို့မရတာကိုတီးသွားခဲ့တာကြောင့်တရေမကိုဆဲဆူကျိန်းမောင်းလိုက်ပြီးတနက်တဲကိုမော်ကြည်စံတွေပြောင်းထဲလိုက်ခါလင်းစင်အောင်မှာရှိနေတဲ့တရေမကိုတနက်ပြောင်းနဲ့ထိုးချိန်ကပြစ်ဖို့အတွက်လုံနေတော့မှာပဲဘေးနားမှာရှိနေတဲ့ဦးစင်းကတရားထိုင်နေရကနေတရားဖြုတ်လိုက်ခါတရေမကိုအညိုးကြီးစွာနဲ့တနက်နဲ့ပြစ်ဖို့ပြင်ဆင်နေတဲ့ဖိုးကျော်ကိုလမ်းပြီးတားလိုက်ပါတယ်မလုပ်ပါနဲ့တကားလေးရေမလုပ်ပါနဲ့
ဒေါသစိတ်တွေနဲ့ပြင်းနေနေတဲ့ဖိုးကျော်ကတော့ဒီဖုန်းကြီးကဘာလို့လာပြီးတားနေရတာလဲပါးကောင်နေလဲသူ့ကြောင့်တကောင်းမှမလားအခုတရေရှင်ရင်တရေမနဲ့နှစ်ဖူးတွေဒူးတွေတွေ့နေပါလေဆိုမြစ်တာတရားတွေလာပြီးထားနေသေးရဲ့ကွာတကားလေးရဲ့စိတ်ကိုလျှော့ပါတကားလေးသူတို့ဘုံဘွားတွေဆိုတာတနာစရာကောင်းပါတယ်ဦးစင်းသူနဲ့စကားပြောကြည့်ပါဦးမယ်တကားလေးရဲ့ဒါပေမဲ့ဒေါသစိတ်တွေနဲ့ဖုံးလွှမ်းနေတဲ့မုတ်ဆိုးဖိုးကျော်ကတော့ဦးစင်းပြောတဲ့စကားကိုဂယုမစိုက်တော့ပဲသူ့လက်ထဲမှာကင်ထားတဲ့တနက်နဲ့တရေရှိရာကိုပြစ်ချလိုက်ပါတယ်ဒါပေမဲ့ဖိုးကျော်တယောက်အန်အိုးလို့သွားခဲ့ပါတယ်သူ့ရဲ့တနက်ဟာ66ဆိုတဲ့အတန်ပဲမြည်ပြီးကြည်စံကတော့လုံးဝထွက်မလာခဲ့တာကိုပါအဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲဦးစင်းလေးကတက္ကမလေးတယောက်နဲ့တယောက်ဟာရန်မျိုးတွေမထားပဲငြိမ်းချမ်းစွာနေကြရင်မကောင်းဘူးလားတက္ကမလေးရဲ့ဦးစင်းပြုခဲ့သမျှကုသိုလ်ဘာဝနာတွေအားလုံးကိုတက္ကမလေးကိုဦးစင်းမျှဝေပေးပါမယ်ဦးစင်းမျှဝေပေးလိုက်ရင်တက္ကမလေးကသာဓုခေါ်ပေးပါဒီတဲ့ကောင်းတဲ့ဘုံဘွားကိုတွားရောက်ဖို့အတွက်ပဲတက္ကမလေးကပြင်ဆင်သင့်နေမဟုတ်လားဘာလဲကောင်းမှုကုသိုလ်ဟုတ်လားဒီမဲ့ဘုန်းကြီးနင်မေးတဲ့ကောင်းမှုကုသိုလ်လည်းငါမလို့တင်ညင်မြတ်တဲ့ဘုံဘွားတွေပါငါ့ကိုလာပြောမနေနဲ့ငါလိုချင်တာဒီကောင်းရင်လိတ်ပြနဲ့အသက်ကိုပဲအကြောင်းမဲ့ဒေါသတွေထွက်နေတဲ့တရေမကိုကြီးလိုက်ပြီးတော့ဦးစင်းလေးဟာလေတရေမနဲ့ဖိုးကျော်ချမှာအတိတ်ဘဝကဆက်နွယ်နေတဲ့ရန်ညိုးရန်စာတစ်ခုခုရှိတာကိုသိလိုက်ပြီးတော့ဦးစင်းလေးဟာလေမျက်လွှာကိုချလိုက်ခါတရေမနဲ့ဖိုးကျော်တို့ရဲ့အတိတ်ဘဝဆက်ကြောင်းကိုပြန်လေကမြင်အောင်ကြီးလိုက်ပါတယ်ပြီးခဲ့တဲ့ဘဝမှာတော့ဖိုးကျော်ဟာအိုင်ကြီးရွာနဲ့တခြားရွာတွေမှာနာမည်ကြီးပြီးနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ဓမြတူဖြစ်ခဲ့ပါတယ်ဓမြကြီးမိုးသွေးဟာရွာတရားကိုဝင်ပြီးဓမြတိုက်တဲ့ခါတိုင်းမှာပစ္စည်းလူသက်မရင်းကြီးရွာများကိုမီးရှို့တက်ပြီးတော့ဓမြကြီးမြာသီးဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပဲရွာတိုင်းကြီးပါမှာရှိနေတဲ့လူတိုင်းနဲ့အတူကလေးစာခွေးစုံအားလုံးကကြောက်ရွံ့ကြရပါတယ်တရေမလေးမှာတော့အဲ့ဒီဘဝတုန်းကအရန်ကိုချော်မောလှပခဲ့တဲ့မိန်းကလေးတူဖြစ်ခဲ့ပြီးတော့တရေမှာတော့ဓမြကြီးမြာသီးဟာမိန်းကလေးနေထိုင်တဲ့ရွာကိုလာရောက်ပြီးဓမြတိုက်ခဲ့ပါတယ်ဒီရွာတွေအားလုံးရဲ့ဓမြကောင်းတောင်မြာသီးတယ်ဟဲ့အခုမင်းတို့ရွာကိုငါရောက်လာခဲ့ပြီမင်းတို့ရဲ့အသက်တွေရှင်ကျင်သေးတယ်မနေ့ပြန်နေထွက်တာကိုကြည့်ပြီးထမင်းစားကျင်သေးတယ်ဆိုရင်တော့ငါ့ကိုစန့်ကျင်ဖို့မကြိုးစားကြနဲ့ဟဲ့ဓမြကြီးမြာသီးဟာတော့ရွာထဲကိုဝင်လာလိုက်တာနေပဲသူပါဇက်ကနေတရွာလုံးကိုကျိန်းမောင်းနေခဲ့ပြီးမိန်းကလေးရှိရာအိမ်ကိုလာခဲ့ကဓမြတိုက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်ငါတူကြီးရဲ့ငါတူလိုချင်တာယူတော့ပါနော်ဒေါ်လေးတို့သားမိကိုတော့ဘာမှမလုပ်ပါနဲ့ကွယ်အိမ်နောက်ဝေးခန်းထဲမှာစပားပေါ်တော့ကဆန်ပိုင်းတွေလည်းရှိပါတယ်ကြက်ခိုးစင်ပေါ်မှာလည်းငချောက်တွေလည်းရှိပါတယ်မင်းတို့ကြိုက်တာယူသွားပါကွယ်မြာသီးဟာဓမြတိုက်တဲ့အခါလက်ရဲစရဲနဲ့လူအသက်တစ်ချောင်းကိုအလွယ်တကူတတ်တယ်လို့မိမပြိုလေးများကိုလည်းအာရမကျင့်တတ်တာကြောင့်အင်ရှင်မေဖြစ်သူခမဒူးထောက်ပြီးနူးညွတ်တောင်းပန်နေတော့လေဓမြကြီးမြာသီးကတော့ဂယုမဆိုင်ပဲတောင်းပန်နေတဲ့အမေဖြစ်သူကိုအဲ့ဒီနေရာမှာပဲတက်ပစ်လိုက်တာပေါ့အဲ့ဒီနောက်သမီးဖြစ်သူကိုအာရမပြုချင်းခဲ့ကအိမ်မှာရှိနေတဲ့ရွှေငွေပစ္စည်းများရှိသမျှအားလုံးကိုယူဆောင်သွားခဲ့ပြီးတည်ဆုံးနေတဲ့အမေရဲ့အလောင်းဘေးမှာပဲသမီးဖြစ်သူကိုမရင်းကျင်ကထွက်သွားခဲ့ပါတယ်အမေဖြစ်သူကလည်းသူ့ဘဝတစ်ခုလုံးလဲစုပ်ပြတ်သွားအောင်ဓမြမြသီးကလှုပ်သွားခဲ့တဲ့အတွက်ကြောင့်မိန်းကလေးမှလည်းစိတ်သက်တွေကြအချက်တွေရပြီးသူတို့အိမ်နဲ့မနီးမဝေးမှရှိတဲ့ဒေါပရောက်ပင်ကြီးပေါ်မှာပဲကိုဇွဲကြိုးချကအဆုံးစီရင်သွားခဲ့ပါတယ်မုံလီစိတ်တွေနဲ့ပြင်းနေနေတဲ့မိန်းကလေးဟာတည်သွားတဲ့အချိန်မှာတော့အဲ့ဒီပတောက်ပင်ကြီးထဲမှာပဲအညိုးကြီးတဲ့တရေမတစ်ကောင်ဖြစ်ပေါ်လို့လာခဲ့တာပါတက္ကမလေးဟာဒီတကာကြီးကိုဘာကြောင့်မုန်းနေလဲဆိုတာဦးစင်းသိပါပြီအတိတ်ဘဝဝကြွေးတွေကိုနောက်တန်းတရားထိဆက်ပြီးတည်သွားမလို့လားတက္ကမလေးဗမုံတရားအာဃာရတွေကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါလားတက္ကမလေးရဲ့ဦးစင်းပြုခဲ့သမျှကုသိုလ်ကောင်းမှုဘာဝနာတွေအားလုံးကိုတက္ကမလေးကိုအမျှဝေပေးပါမယ်ဦးစင်းပေးတဲ့ကောင်းမှုကုသိုလ်တွေကိုတက္ကမလေးသာကြီးပြူနဲ့လက်သင့်ခံလိုက်မယ်ဆိုရင်တော့တက္ကမလေးကဒီလိုဝိတုခကြီးတဲ့ဘဝကနေပိုကောင်းမွန်တဲ့ဘဝကိုရောက်နိုင်ပါတယ်တက္ကမလေးဒီဘုံကြီးနဲ့မှတရေမအောင်နားတွေချနေပြီးတော့ကျုပ်ကိုမုန်းအောင်လေကျုပ်ကဘာလုပ်ထားလို့လဲသူ့တရဝတိုင်းကိုတနာမနေနဲ့ဦးစင်းဟာဒီမှာကင်ထားတဲ့တနက်နဲ့ပြစ်လိုက်ရင်ပြီးနေတဲ့ကိစ္စကိုဦးစင်းကဝင်ပြီးတရားတွေချတယ်မတော်လို့တရေမကဒီတဲ့ပို့ဆိုးလိုက်ဦးစင်းနဲ့ကျုပ်ကိုကုတ်ချိုးပြီးတက်လိမ့်မယ်ဗျအတိတ်ကပြုတ်ခဲ့တဲ့ဖြစ်ပျက်တွေကိုမသိခဲ့တဲ့ဖိုးကျော်ကိုဦးစင်းဟာသူ့ရဲ့ခေါင်းကိုကင်လိုက်ပြီးတော့အရင်ဘဝကဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုဖိုးကျော်မြင်နိုင်မှုအတွက်ဦးစင်းရဲ့အစွမ်းနဲ့ပြသပေးလိုက်ပါတယ်ဦးစင်းရဲ့လက်နဲ့သူ့ရဲ့ခေါင်းကိုထိလိုက်တဲ့ချိန်မှာပဲဖိုးကျော်ခန္ဓာကိုယ်တစ်ခုလုံးဟာတုန်တက်လာခဲ့ပြီးတော့အတိတ်ဘဝမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်အားလုံးကိုဖိုးကျော်တယောက်သိရှိသွားခဲ့တာပေါ့အဖြစ်ပြအားလုံးကိုသိရှိသွားတဲ့ဖိုးကျော်ရဲ့မျက်ဝန်းကနေမျက်ရည်များကစီးကျလာနေခဲ့ပြီးတော့သူ့ရှိမှရှိနေတဲ့တရေမကိုလက်အုပ်ချီလိုက်ခါငါတောင်းပန်ပါလေဟာ
အတိတ်ဘဝမှာဒီလောက်ရုံမာခဲ့တယ်ဆိုတာကိုငါတကယ်မသိခဲ့တာပါဒီဘဝကငါနဲ့အတိတ်ဘဝကငါဟာမသက်ဆိုင်တာမှန်ပေမဲ့နင်ငါရဲ့တက်ကိုတက်ပြီးမှကျွတ်လွတ်နိုင်မယ်ဆိုရင်တော့အခုချက်ချင်းငါ့ကိုတက်လိုက်ပါဒီမှာတကားလေးတယောက်တက်ကိုတက်နေုံနဲ့ဒီတန်တရားဆက်ကွဲကနေလွတ်မြောက်သွားမယ်လို့တကားလေးရောတကမာလေးရောထင်နေကြတာလားအခုတယောက်ကိုတက်လိုက်ရင်တယောက်ကတည်သွားမယ်သူများအသက်ကိုတက်ချင်းကြောင့်နောက်ဘဝမှာလည်းအသက်ခံရတဲ့လူရဲ့နေရာမှာပြန်ရောက်ပြီးအာကုတုကန်ကြီးပြန်ခံနေရအောင်မယ်ဒေချာစဉ်းစားကြည့်ရင်ရစားချေချင်းဟာဘသူ့အတွက်မှမကောင်းပါဘူးတကားလေးဦးစင်းတစ်ခုတော့ပြောချင်ပါတယ်တကမာလေးကျွတ်လို့ဖို့အတွက်တကားလေးအသက်ကိုပေးမယ်စားတကားလေးကိုယ်တိုင်ရဟန်းဝတ်ပြီးကုသိုလ်ဘာဝနာတွေပွားများပါရရှိလာတဲ့ကုသိုလ်တွေကိုဒီမကျွတ်မလို့တည်တဲ့တကမာလေးကိုအမျှဝေပေးလိုက်မယ်ဆိုရင်တော့တကမာလေးလည်းအများဆုံးကျွတ်လွတ်နိုင်မယ်တကားလေးရဲ့အာကုတုကန်ကြီးအားလုံးလည်းဒီနေရာမှာခြုံငင်းသွားမယ်တကားလေးဦးစင်းပြောပြတဲ့လမ်းတိုင်းရှောက်ပေးပါလားတကားလေးဝင့်ပါပါဦးစင်းဖေဟာဒီနေ့ကစပြီးတပည့်တော်သင်္ကန်းစီးပါမယ်ဖေဟာတပည့်တော်ပြုခဲ့သမျှကုသိုလ်အားလုံးလည်းဒီတရေမာလေးကိုအမျှဝေပေးပါမယ်ဖေဟာငါတခုပြောချင်တယ်နင်လည်းငါ့ကိုခွင့်လွတ်ပါဟာဖိုးကျော်ပြောလိုက်တဲ့စကားတွေအားလုံးကိုကြားလိုက်ရတဲ့တရေမာလေးခမရမှာလေသူ့ရဲ့လက်စားချေခြင်းနဲ့စိတ်တွေနဲ့အတူသူ့ရဲ့ဒေါသတွေအားလုံးဟာလည်းဖြေလျှော့လိုက်ပြီးရဲ့နောက်မှာတော့သူမရဲ့ခန္ဓာကိုယ်ကနေကိုရောင်ကိုဝါတွေတောက်ပလာခဲ့ပြီးချက်ချင်းပဲကောင်းရာဘုံဘဝကိုကူးပြောင်းသွားခဲ့ပါတယ်အဲ့ဒီနေ့ကနေစပြီးမုတ်ဆိုးဖိုးကျော်ကနေဦးစင်းနေမိတာဆိုတဲ့ဘွဲဖြစ်ခံယူလိုက်ပြီးတော့ဒေါ်ထဲမှာဆုံခဲ့တဲ့ဦးစင်းလေးနောက်ကိုလိုက်သွားခဲ့ကသူများအသက်တွေကိုအမြဲတမ်းတတ်နေတဲ့မုတ်ဆိုးဖိုးကျော်အဖြစ်ကနေဦးစင်းနေမိတာအဖြစ်တစ်သက်လုံးပြောင်းလဲသွားပြီးတရားဘာဝနာများကိုပွားများနေခဲ့ပါတော့တယ်ခင်ဗျာအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဓမြကြီးမြသီးနဲ့ညှိုးကြီးတဲ့တရေမှာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်များမှာလည်းဒီလိုဇာတ်လမ်းကောင်းလေးတွေကိုဘာသာပြန်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ